MCGG Rising Star Knockout Stage အတွက်အဆင်သင့်ဖြစ်နေကြပြီလားအဆင်သင့်မဖြစ်သေးပဲဘာကွန်မန်နာဘာဖလိုးတွေနဲ့ဆော့ရမလဲမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုကိုသာကြည့်သွားလိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စူပါမှာဒီနေ့မှာတော့မနက်ဖြန်မှာစတင်မဲ့ Rising Star Knockout Stage အတွက်ဘာတွေဘလို့ဆော့တင်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်ကြရအောင်ဗျာအရင်ဆုံးပြောပြခြင်းနဲ့ကွန်မန်နာကတော့ကရီနာပါကရီနာရဲ့ passive ကတော့ 8P 18အောက်ရောတဲ့ enemy hero နာကိုကရီနာစကေးသုံးထားတဲ့ hero ကသွားမယ်ဆိုရင် H2 အနေနဲ့တစ်ခါတည်းတက်ပေးသွားတာပဲဖြစ်ပါတယ်။ power cut အနေနဲ့ကတော့ဇီလောင်ဒါမှမဟုတ်ကကူရာ power cut ပါလာတယ်ဆိုရင်ယူသင့်ပါတယ်။အဲ့လိုမှမပါဘူးဆိုရင်တော့ကရီနာ power cut ကိုသာအဓိကထားပြီးတော့ယူပါ။ကရီနာ power cut မှာဆိုရင်ကရီနာရဲ့စကေးကိုပေးထားတဲ့ hero က attack speed 40ရာခိုင်နှုန်းထိရရှိမှာဖြစ်ပါတယ်။ကရီနာဆော့မယ်ဆိုရင်အားလီမှာဂိုးမချန်မဲနဲ့ level 10 hero တွေကိုလည်းရသမျှ hero ကို2 star တင်ပြီးတော့ထိမှာ level 6ရောက်ပြီဆိုမှသာမာရှာကိုရှာပါမာရှာ0လက်သီးနဲ့တပွဲလုံးထိန်းသွားမှာဖြစ်ပါတယ်ဘာလို့ level 7မှာမရှာခိုင်းမဲ level 6မှာရှာခိုင်းလဲဆိုရင်ကိုကအားလီမှာလည်းဟာ2 star 3 star တင်ပြီးတော့အကျန်တဲ့လူတွေကိုတွေးလျှော့မှာဖြစ်လို့ပါနောက်ထပ်ဆော့လို့အဆင်ပြေတဲ့ commander ကတော့ဂျွန်ဆင်ပါဂျွန်ဆင်စကေးကိုသုံးမယ်ဆိုရင်တန်းဆော်လို့ရတဲ့ synergy 2ခုနဲ့အတူ roll synergy 5ခုပါတဲ့ကား5စီးကိုရရှိမှာဖြစ်ပါတယ်။အဲ့ထဲမှာကိုကြိုက်တဲ့ကားကိုယူပြီးတော့ဆော့လို့ရပါတယ်။ဒီနေရာမှာတစ်ခုပြောချင်တာကကိုကအစလာတဲ့အပါဆော့မှာဖြစ်တဲ့အတွက်တိုင်ကားကိုတော့မယူပါနဲ့တခြားကားတွေကိုဒါယူပြီးတော့ဆော့ပါ။ကွန်မန်နာကတ်မှာဆိုရင်တော့ဂျွန်ဆင်ကတ်ကိုယူတာအကောင်းဆုံးပါဂျွန်ဆင်ကတ်ကိုယူရင်ရှော့ထဲမှာကား5စီးပို့တိုးလာမှာဖြစ်တယ်လို့ high base အတန်း25ရာခိုင်နှုန်းနဲ့မတ်8ပြီး20ရာခိုင်နှုန်းထပ်ရမှာဖြစ်တဲ့အတွက်ဂျွန်ဆင်ကတော်တော်လေးကိုကျန်းလာမှာပါဒီနေရာမှာလည်းအစောကကရီနာလိုပါပဲ level တင်ရတဲ့ hero ကို2 star တင်ပြီးတော့ဆော့ပါ level 6ရောက်ပြီဆိုတာနဲ့ဂျွန်ဆင်3 star ကိုရအောင်ရှာပြီးတော့ဆော့ပါနှစ်ယောက်ထဲကတစ်ယောက်ရွေးရအောင်ကိုပဲအမြဲကြံနေခဲ့ရတယ်ဆိုပြီး knockout stage မှာလည်းကြံခဲ့မယ်လို့မထင်ပါနဲ့ knockout stage ကအယောက်2000ထိရွေးမှာဖြစ်တဲ့အတွက်ခုကျွန်တော်ပြောပြတဲ့ commander 2မျိုးကျွန်တော်ပြောပြသလိုသာဆော့မယ်ဆိုရင်ပေချာပေါက်အယောက်2000နဲ့ကိုရောက်ရှိနိုင်ပါတယ်ကျွန်တော်ပြောတဲ့ပုံစံအတိုင်း rising ကြောင့်မှဆော့မယ်ဆိုရင်ဆော့နေကြမဟုတ်တဲ့အတွက်တိုင်ပတ်သွားနိုင်ပါတယ်အဲဒါကြောင့်မလို့ဒီညအကြံလေးအချိန်နေရ rising မစခင်အချိန်နေရကိုဆော့ခြင်းနဲ့ commander နဲ့ပေချာ train ထားဖို့တော့အကြံပေးခြင်းပါတယ်knockout stage မှာဘာဆော့မှန်းမသိပဲနဲ့တိုင်ပတ်နေတဲ့လူတွေရှိမယ်တင်လို့ဒီဗီဒီယိုကိုအမြန်လုပ်ပေးလိုက်တာပါအဲဒါကြောင့်မလို့လိုအပ်ချက်တွေရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ကိုနားလည်ပေးကြပါ final stage မှာလည်းပတ်2အနေနဲ့ဆော့လို့အဆင်ပြေပြီး1-2ဝင်လိုက်နဲ့ commander နဲ့ flow တွေကိုထပ်ပြီးတော့တင်ပေးသွားမှာဖြစ်လို့ YouTube TikTok ကို follow ရော subscribe လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်အားလုံးနဲ့အတူတူ final stage မှာပြန်တွေ့ကြမယ်ဗျာဒီနေ့အတွက်တော့ဒီလောက်ပါပဲ